不言开，不言开，不言的米困了呀。我当兵的拉比他妈，有他妈些帮助一干，一球来干。我当兵的都这个爱地把的人拉一来钞票，把我当兵变。这里头看没瞧到了么变到外呢，到不到地人骨头问来了，地人骨系的说多低的。人骨头那边地方人家哎，么呢没人老大什么哎，来古嘛你的边骨呀地骨人骨啊哇啦白他啦，都是九里的，明里的呢，哎破他啦不，起码都可以呢九里的、十里的贴啦，边骨啊这路地里冇，但嘛边骨冇的，记记，我苏当嘛没找到嘛你呀少哦，哎人就但嘛边骨冇这个线。边个没杀，都杀他妈都落败。哎，来古那边头俺地道头俺本地道头，俺你的那呀，那的大多话路嘛，他们都按揭标的。因阿起码都谁的冇头的，喏，所以边个你的道头古，所以你们看来话，我这边的人家哎，们的冇人咯，哎来古你那边都做的呢，白他，他们要不？他们要哎，你们看来要嘛来都票不，打都打的呢，没修不，古他嘛喏，没修的嘛，他们要来看嘛。ပြောဟိုလာပြီးတော့မှကုကြကြကြပါပြုတ်ပေါ့နော်ကုအကူညီတောင်းတာကြားနေတဲ့လူပုဂ္ဂိုလ်များငါတို့ညီမ9ယောက်ပင်ကူကြီးပိတ်ထားလို့ပင်ကူမိတ်ဆိုင်ပိတ်ထားလို့လာရောက်ပြီးတော့မှကြားနေတဲ့လူမျိုးလာရောက်ပြီးတော့ကုကဲပေးကြပါဦးဆိုပြီးတော့မှကုပါကဲပါဆိုတဆဆခေါ်ကြတယ်တဲ့ညီမ9ယောက်အတွင်းထဲမှာပင်ကူရအပင်မှာပိတ်တယ်အလဲကူမှာစောင့်နေတဲ့သူကပေးမှရှိတယ်ပေးမှရှိတဲ့မှာအဲ့လိုခေါ်တန်ကြားတဲ့အတန်ကိုမင်းသားတစ်ပါးကြားတယ်အဲ့ဒီမင်းသားတထုံကြီးနေလာတာဘယင်ရဲ့သားပဲသူကတာမန်ကျွန်တော်တို့တာမန်လူမဟုတ်ဘူးရော့ကြားလက္ခဏာနဲ့ပြည့်စုံတယ်လက်ယုံကြီးနှလုံးကြီးစိတ်တဘောထဥပတိယုတ်ပြောရှာမလို့ဘူးတဲ့ရုပ်အစင်းအင်္ဂါမှာအစရော့ကြားတအားတဲ့ပညာအထာရတ18ရောက်ပညာကိုတတ်မြောက်တာသူထိုးချုံတဲ့အတာလေးအတော့ဟိုးတပည့်ကန်ခအောင်တက်ကျွမ်းတယ်လောကီလောကုတ္တရာနှစ်ဖြာတော့ပညာကိုတတ်တယ်တာတဲ့ကောင်ပညာဆုံးပြီဆိုပြီးတော့သူအဖေကဘယင်ဆိုတော့လေငငယ်လေးအမူကြီးမှတ်ရသူခတ်မိုင်ဆိုပညာအစင်းသင်ထားပြီအတန်းပညာလိုပေါ့တခိလို့ပြောရင်အဲ့တော့ပညာစင်းဆုံးပြီဆိုပြီးလက်ဆွတ်တော်လေးများယူပြီးတိန်ခန့်ကိုလဲ့တယ်တဲ့ငါတို့နေတဲ့တိုင်းပြည်အေးချမ်းမှုရှိမရှိမကောင်းသူကိုပယ်ပြီးတော့ကောင်းသူငါကဲပဲသူကဲနေတယ်သူမှပညာနှလုံးကြီးညုံကြီးပြည့်စုံပြီလေလက်ဆွတ်တော်လေးများယူမင်းရောက်လာတော့ခုဘကဲပါတိတ်စင်စင်ဒီကူနဲ့ရောက်လာအဲ့ပိတ်ထားတဲ့ပင်းကူကပေးမှရှိတယ်ဖြစ်တဲ့အခါမှာမင်းသားလေးကဘင်းကူမြင်သွားပြီဘင်းကူလည်းမင်းသားကိုမြင်တယ်မြင်လဲရပြီညီမ9ယောက်လိုက်မင်းသားကိုမြင်တယ်ဒါပေမဲ့ညီမ9ယောက်ဘင်းကူတော့မမြင်ဘူးဘင်းကူကပုံအောင်နေတာဟုတ်ပြင်လာတဲ့လူပဲမြင်ပါလေဆိုတော့မင်းသားတွေ့လိုက်တယ်အော်အမလီတလောက်ကြီးမားတဲ့အင်အားကြီးမားတဲ့ဘင်းကူကြီးပါလားသူ့ရဲ့လက်ဖြာလုံးကကျွဲချေလုံးနွားချေလုံးကြီးမားတယ်တဲ့သူကစူတောင်းမာတော့တောက်တောင်မှနေရလေဆိုတော့အဲ့ဒီမင်းသားအပင်းကူမြင်တဲ့အခါမှာသူရဲ့လောကုတ္တရာပညာနဲ့စကားပြောလို့ရတယ်ကျွန်တော်တို့လူသားလို့အတန်ထွက်မဟုတ်မင်းသားစကားပြောပြီးအတင်ပင်းကူဒီဘက်ကိလို့ပြောရင်လက်ဟန်ခြေဟန်နဲ့ပေါ့ပဖုံမင်းပေါ့အမှုရပြောတာပေါ့နော်လက်လက်မင်းပိတ်ထားတဲ့အမြင်ကိုကျွန်တော်မျိုးညီမ9ယောက်ကိုစားကျွန်တော်မျိုးတောင်းပန်ပါတယ်သူတို့အတွင်းမှာပိတ်ခံတဲ့သူကအန်တယ်မပြုတ်ပါနဲ့သူတို့မှအပြစ်မရှိပါဘူးကျွန်တော်မျိုးညီမ9ယောက်ကိုစားအတင်ပင်းကူတောင်းပန်ခြင်းဖြစ်ပါတယ်ဤကျိုးတဲ့အမြင်လေးကိုဖြိုဖျက်ရုပ်သိမ်းခွင့်ပေးပါပြောတယ်လေသူစာထဲမှာတလူကြီးပြောတဲ့အခါမှာပင်းကူကြီးကသူလှုပ်ထားတဲ့အလုပ်အဲ့ဒီမင်းသားရလာပြီးတော့နောက်ဆက်တာပဲမင်းနဲ့မစုံမင်းလာတဲ့လမ်းမင်းပြန်ငါလှုပ်ထားတဲ့အလုပ်ငါနဲ့ပဲစိတ်နေလို့စကားပြန်ပြောတယ်တဲ့ပြန်ပြောမင်းသားနားလဲတယ်သူကလောကုတ္တရာပညာကိုနားလဲတဲ့အခါမှာမင်းသားအကြိမ်ကြိမ်အဖုံတောင်းပန်တော့လည်းပဲအဲ့ကြီးမားတဲ့ပင်းကူကြီးကမိတ်ဆာစိတ်ပေါက်ပြီးတော့မှညီမ9ယောက်အန်တယ်ပြူထားတဲ့ပင်းကူကြီးကမကျေနာပဲနဲ့သူလှုပ်ထားတဲ့အလုပ်ကိုမင်းသားလာနောက်ဆက်တာပေါ့လူစကားနဲ့ပြောရင်မကျေနာပဲနဲ့အဲ့မင်းသားရှိတဲ့နေရာကိုကြော်တုံးနေသူ့ကိုကြီးမားတဲ့လက်ထောင်လုံးလေးနဲ့ကြော်တုံးလေးကတ်တော်ပြတယ်အစွမ်းစားပြအောင်ကြော်တုံးလေးတွန်းချပြအစိတ်လေးမှုတ်ထုတ်မင်းသားကိုတိုက်ခိုက်တာဘင်းကူကမိတ်ဆာရမင်းသားကိုတိုက်ခိုက်ပြီတိုက်ခိုက်တဲ့အခါမှာမင်းသားစဉ်းစားလိုက်အိုးငါသူတပားရဲ့အသက်ကိုမတတ်ချင်းတော့လည်းပဲနော်အသက်9ချောင်းကဲဖို့ဆိုလို့ရှိရင်အသက်တစ်ချောင်းတော့သူပြစ်တတ်ရမှာပြစ်ခွင့်ရမှာပေါ့နော်အဲ့လိုဆုံးဖြတ်ချက်ချတယ်ချလိုက်တဲ့အခါမှာမင်းသားပြောပြီးတဲ့အတင်ပင်ကူမင်းကျွန်တော်မျိုးတိတ်ခက်မဲ့နော်အတင်ပင်ကူမှာရှိတဲ့အာစိတ်စာစိတ်ဘလို့ရှိတယ်လဲငါ့ပစာလေးဟာပြကြည့်ပါဦးငါကြည့်ချင်လာပါပြီလို့ပြောလိုက်တယ်တဲ့နော်သူတိချင်တာပေါ့မင်းသားအဲ့တော့အပင်းကူကငကိုရင်ကတောသားထွက်နေတဲ့ပင်းကူဆိုတော့လေငါအတင်ပင်းကူမကညီမ9ဖောင်းကဝါမျိုးလို့ရတယ်ငါမှတိတ်ခက်မဲ့အာစိတ်စာစိတ်တောက်လောက်ရှိတယ်လို့ပစာဟာပြတာအာခေါင်နီးနေလေ
ဟာပြီးတော့အစိတ်လေးကိုမုတ်ထုတ်ပြတာဟာနဲ့ဟာမှာမင်းသားများဆွဲပြစ်တာဟိုမှာပင်ကူပစ္စဟာနဲ့ရုပ်အပင်ကူရဲ့အာခေါင်ကိုမင်းသားများစိတ်မှာပြီးတော့မှတေးတာကြာဆုံးတာပင်ကူကြီးကြာဆုံးတေရတဲ့အခါမှာမင်းသားမပါလာတဲ့တုတ်သားလက်နဲ့တွေယူပြီးတော့ပင်ကူကြီးမတုတ်ခိုင်လို့လက်နဲ့ထိမရအောင်လူလေးကမွေးညင်းပေါက်တွေပဲဒါချွတ်ထွက်လို့ရတိုးမိတာနဲ့အစိတ်ဝင်တာကြိုက်စရာမလိုအဲ့လောက်အစိတ်ပြင်းနေတယ်ဆိုတော့တို့ကဖြိုဖျက်ပြီးတော့မြေပိတ်ခါညီမခနဲ့အပြင်ထုတ်ကူကဲထားပြီးကဲညီမခနဲ့ပေါ်လွတ်မြောက်ပြီဘင်းကူကြီးကတေသွားပြီပေါ့အချင်းချင်းဖမှတိုက်ခိုက်ရတဲ့အလွယ်ကြီးတော့မရဘူးဒါကျွန်တော်မြန်မြန်ပြောထားလို့လေနော်ဟုတ်ဘင်းကူကြာဆုံးသွားတဲ့ခါမှာတယောက်နဲ့တယောက်ကျေးဇူးတင်စကားပြောပြီးတော့မှမင်းသားလေးကသူကြွေးကြော်လိုက်တဲ့အတန်ရှိတယ်သူခေါ်လိုက်တဲ့အော်လိုက်တဲ့အတန်အဲ့ကျွန်တော်တက်လက်ကရှောင်းလာနေချင်းကျွန်တော်ပြင်းနေလို့ဟုတ်အောင်ပါပဲအောက်ချီမှာတောင်းချီအောက်ချီဆိုတော့အဲ့မင်းသားကြီးကသူဘယ်လိုခေါ်လိုက်လဲဆိုတော့ငါဘင်းကူကြီးကိုနိုင်ပြီဟဲ့သူဘင်းကူတက်ခဲ့ရတော့ငါဘင်းကူကြီးကိုနိုင်ပြီဟဲ့ညီမ9ယောက်ကူကယ်ပေးလို့ရပြီဘင်းကူကြီးကိုနိုင်ပြီရပြီဆိုတော့ယောက်ျားအတန်ထန်ကရင်းကြနဲ့ခေါ်အော်လိုက်တဲ့အတန်ဟိုးမျိုးမှတကြားတာယူမှတကြားတာသူအတန်ဘလောက်အောင်တယ်လဲဆိုရင်သူယောက်ျားကောင်းတက်လက်လေလူစုံကောင်းပေါ့ဗျာပြောတော့အဲ့တော့အဲ့ကျွန်တော်ရေကန်ရဲ့အနိတဝိုက်မှာပေါ့ဘုလို့ရန်နေအော်ရှိကတော့အဖိုးအဖွားတို့ကရေကြီးရမျက်နှုရဆိုတာရွာလေးတွေတိဆောက်ကြတယ်စာပြီးတော့ရွာလေးတီကြတာပေါ့ရွာလေးတီထောင်ကြတဲ့အခါမှာနည်းနည်းလေးရွာလေးများလာတဲ့အခါမှာဟိုးတောတောင်နေပြီးတော့မှမနဲ့အာယုံလာတဲ့အချိန်စက်သေးမင်္ဂလာရှိတဲ့အချိန်နေထွက်စားပြုတဲ့အချိန်ပေါ့တောင်ပေါ်နေပြီးတော့မှအကြတန်ထန်ကရင်းကြနဲ့ခေါ်အော်နေတယ်အဲ့ဒီအတန်ကြီးကပင်းကူကြီးကိုနိုင်ပြီးရပြီလို့ကြားသိရတဲ့အတွက်ရှေ့ခါတုန်းကကျွန်တော်ပင်းတရားမျိုးအဖိုးဖွားတို့နာမည်လေးပေးခဲ့တာပင်းကူရရွာလေးစားဖြစ်တာပင်းကူရရွာနော်ပင်းကူရရွာနေပြီးတော့မှမျိုးလေးတေးတေးမျိုးပေါက်စားဖြစ်တော့ပင်းကူရမျိုးနေပြီးတော့မှပင်းတရားလို့ပြောင်းလာတယ်တဲ့အခေါ်ပြောရတရင်သားဆိုတော့အတန်ဝဲလေအဲ့လိုမျိုးတဲ့ပင်းကူရနေပင်းတရားလို့ဖြစ်လာပြီးတော့ညီမ9ယောက်လည်းမင်းသားကိုကျေးဇူးတင်စကားပြောတယ်မင်းသားလည်းညီမ9ယောက်ငါကူကယ်ပေးလို့ရတော့ဝန်ပန်းတတာပြောပြီးတော့မှအဲ့9ယောက်ရှိတယ်သမီး9ယောက်ပြင်သမီး9ယောက်အမတန်မှချောင်းမောလာပါတဲ့ပြင်သမီးကျွန်တော်တို့တာမန်လူသားမဟုတ်လေဘဝဆက်သူတို့ပြူလာတဲ့ကုသိုလ်ကံတွေကသူတို့ရုပ်ကိုပြန်ပေါ်ထင်ဟစေတယ်အရေးလို့ပါလာတကုရှင်လေးပါလာတော့မေတ္တာလေးပါလာပါလာတဲ့ခါမှာအင်မတန်မှနူးညံ့တိုင်မွေးတဲ့အတိုင်ဝဲမျိုးနဲ့ပေါက်ဖွားတာမင်းမျိုးမင်းတွေပြင်မျိုးပြင်တွေဆိုတော့အဲ့အငယ်ဆုံးအချောဆုံးတယောက်နဲ့မင်းသားရဲ့ထိတ်တန်တယ်သူတို့အသက်9ချောင်းကယ်ထားပေးရဲ့မင်းသားနဲ့မြစ်တာမြတ်မယ်ဆိုရင်လက်ဆက်ပေးမယ်ဆိုသဘောတူပြီးတော့မှမင်းသားတပအဲ့မင်းသားနဲ့ညီမ9အငယ်ဆုံးရှိတဲ့အထွေးဆုံးအချောဆုံးအလားဆုံးတယ်ဗျစာထဲမှာလေအဲ့ဒါမင်းသားနဲ့လက်ဆက်ပေးပြီးတော့မှသူ့အဖေဘယင်းထန်ရှိကိုခေါ်ပြန်သွားတယ်အေး